ဒီတစ်ခါတော့အရသာရှိပြီးတော့ budget စစ်ဖြစ်တဲ့ဆိုင်လေးကိုခေါ်တော့ပါမယ်အဆုံးထိလိုက်ကြည့်ပေးကြပါအောင်ရှင်နှစ်ယောက်သားစောင်းနေမနက်ကင်းအင်းလေးမှာစကားတပြောနဲ့လမ်းလျှောက်လာတိုက်ကဆိုင်နာကိုရောက်မှန်းတာချမ်းမသိလိုက်ဘူးဖြစ်သွားတယ်။ဟုံးမာထားတဲ့အချိန်လေးမှာ unique ပူလေးကိုအရင်ဆုံးတောင်းလိုက်ကြပါတယ်။စားချင်တာစားရမယ်ဆိုတော့ပြောနေတဲ့ယုံလေးပေါ့နော်။မှာထားတဲ့ပဲမင်္ဂလေးကိုလာချပြီပေါ့နော်။နှစ်ယောက်သားကဂေါ်ဘီနနဲ့မြေမကြိုက်တဲ့တကြောင်တခါတည်းပြောထားလိုက်တာပါပေါ့နော်။ဝင်းကဆိုရင်ကျမကကော်ဖီနမီမပါဘဲနဲ့အလိုပဲကြော်ကျွတ်လေးနဲ့စားရတာပိုပြီးသဘောကျတယ်ပေါ့နော်။ကျွတ်တုံဦးကြီးလည်းအများကြီးမကြိုက်ဘူး။ကျင်ကြိုက်တယ်ကျမတို့တက်ကတော့တမြန်သိရတော့မပန်းဖြစ်ပေါ့နော်။ဖိုက်ဆာဆာနဲ့စားလိုက်ပါအောင်မယ်စားကြပါအောင်ရှင်။အခုမှထားတဲ့ပဲမွန်းကားလေးကပဲကြော်အပါပြီးမှတပွဲကို1500ကျပ်ပဲကျတာဆိုတော့အရသာရှိပြီးတော့စားရတဲ့အဆင်ပြေတယ်ပေါ့နော်။သူ့ဆိုင်မှာပဲမွန်းကားအပြင်ကိုသမင်းချင်းသမင်းသုံးအုံနှုတ်ခေါက်ဆွေနန်းကြီးတုပ်လည်းရသေးတယ်လို့ပြောပါတယ်။နှစ်ယောက်သားကတော့စကားတော်မပြောကြတော့ကြိတ်နေဆွေးနေကြတာပေါ့နော်။ဆိုင်လိပ်စာလေးကတော့မြမစီးပွားရေးဘဏ်လက်ပြီးလမ်းကြားညာဘက်တောင်လေးမှာရှိပါတယ်။သူကဈေးနဲ့နေတဲ့ကြောင့်သူကမနက်ပိုင်းဆိုတော့လည်းဈေးသွားဈေးလိုက်နေတော့ရှုပ်တယ်ပေါ့နော်။ညီမတို့ဒီနေ့သွားရက်ကတော့လည်းနေတော့ရှင်းနေပါတယ်။ဒီနေ့ဘလော်လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြလို့ကျေးဇူးပါ။နောက်ဘလော်လေးလည်းဆက်လာအောင်မလို့စောင့်ကြည့်ပေးကြပါအောင်နော်။